နွားထီးစီကနှုံးညစ်လာခိုင်းတဲ့ဘရင်ကြီးဒါပေမဲ့ဥပေါ်ဦးရဲ့အဖြေတခွန်းကြောင့်နန်းတော်တစ်ခုလုံးရင်မောသွားခဲ့ပါတယ်နေ့စဉ်သင်ခန်းစာပါတဲ့ပုံမြင်တွေတင်ပေးနေပါတယ် subscribe လုပ်ပြီးမလွတ်တမ်းနားထောင်လိုက်ပါခင်ဗျာတနေ့မှာနန်းတော်အတွင်းညီလာခံကျင်းပနေချိန်ဘရင်ကြီးဟာအမတ်မင်းတွေရှိမှာဥပေါ်ဦးကိုအကြက်ရိုက်စေခြင်းနဲ့စိတ်နဲ့အမိန့်တစ်ခုချမှတ်လိုက်ပါတယ်ဘရင်ကြီးကဥပေါ်ဦးကိုကြည့်ပြီးပေါ်ဦးငါဒီနေ့နွားနို့တောက်ချင်တယ်ဒါပေမဲ့တာမန်နွားမစီကမဟုတ်ဘူးနန်းတော်ထဲကနွားထီးကြီးစီကနှုတ်ညစ်ပြီးယူလာခဲ့လို့မိန့်တော်မူလိုက်ပါတယ်နန်းတော်ထဲကအမတ်တွေအားလုံးတယောက်မျက်နှာတယောက်ကြည့်ပြီးရေကျင်စိတ်ကိုမနှဲထိန်ထားကြပါတယ်ဘာလို့လဲဆိုတော့နွားထီးမှာနှုတ်မရှိတာလူတိုင်းသိနေကြတာပါဘရင်ကြီးကဥပေါ်ဦးအဆက်ကွဲတာကိုကြည့်ချင်နေပါတယ်ဒါပေမဲ့ဥပေါ်ဦးကတော့လုံးဝမတုံ့လို့ပါဘူးသူကမှန်လားပါဖေဟာကျွန်တော်မျိုးစူးစမ်းပြီးညှိယူလာပါမယ်ဖေဟာလို့အေးဆေးစွာပြန်လျှောက်လိုက်ပါတယ်အဲ့ဒီနောက်ဥပေါ်ဦးဟာအိမ်ပြန်သွားပြီးနောက်တစ်နေ့မနေ့ထိနန်းတော်ကိုမလာပါဘူးဘရင်ကြီးကဒီကောင်ကြောက်ပြီးထွက်ပြေးသွားပြီထင်တယ်ဆိုပြီးသဘောကျနေပါတယ်ခဏကြာမှတော့ဥပေါ်ဦးနန်းတော်ထဲကိုရောက်လာပါတယ်ဒါပေမဲ့သူ့ပုံစံကထူးဆန်းနေပါတယ်သပင်တွေရှုပ်ပွနေပြီးအဝတ်စားတွေကလည်းကပြားကရားနဲ့ပင်ပန်းနှွမ်းနေတယ်လို့ဖြစ်နေပါတယ်ဘရင်ကြီးကအံ့ဩပြီးပေါ်ဦးမင်းမဖြစ်လာတာလေနွားနို့ရောယူလာခဲ့လားလို့မေးလိုက်ပါတယ်ဥပေါ်ဦးကမောဟိုက်နေတယ်လို့အသက်ရှူပြီးမှန်လားပါဖေဟာကျွန်တော်မျိုးဒီနေ့နောက်ကျသွားတာကအိမ်မှာကျွန်တော်မျိုးရဲ့အဖေကလေးမွေးနေလို့ပြုစုနေရတာကြောင့်ပါဖေဟာလို့ပြန်လျှောက်လိုက်ပါတယ်အဲ့ဒီစကားကြားလိုက်တာနဲ့အမတ်တွေအားလုံးတယောက်မျက်နှာတယောက်ကြည့်နေကြပါတယ်ဘရင်ကြီးကတော့ချက်ချင်းမျက်နှာပြတ်သွားပြီးဟေ့ပေါ်ဦးယောက်ျားကဘလို့လို့ကလေးမွေးနိုင်မှာလဲလို့ပြောလိုက်ပါတယ်ဥပေါ်ဦးကတင်းငင်စွာပြုံးလိုက်ပြီးလေးစားစွာပြန်လျှောက်လိုက်ပါတယ်မှန်လားပါဖေဟာယောက်ျားဖြစ်တဲ့အဖေကကလေးမမွေးနိုင်ဘူးဆိုတာအမှန်ပါဖေဟာဒါဆိုရင်နွားထီးစီကနှုတ်ထွက်တယ်ဆိုတာကရောဘလို့ဖြစ်နိုင်ပါမလဲဖေဟာအဲ့ဒီစကားကြားလိုက်တာနဲ့ဘရင်ကြီးကိုယ်တိုင်ရေမောလိုက်ပြီးပေါ်ဦးမင်းကိုနိုင်ဖို့ဆိုတာတကယ်မလွယ်ဘူးပဲလို့မိန့်တော်မူလိုက်ပါတယ်အမတ်တွေကလည်းဥပေါ်ဦးရဲ့ဉာဏ်ပညာကိုသဘောကျပြီးတိတ်တဆိတ်ခေါင်းညိတ်နေကြပါတော့တယ်ဥပေါ်ဦးရဲ့ပညာသားပါတဲ့ပုံမြင်တွေကြိုက်ရင် subscribe လုပ်ထားဖို့မမေ့နဲ့နော်